မမြင်ရတော့မကြောက်ကြဘူးတခါတခါမှများဒါနနဲ့လည်းအပယ်ဖို့သည်မဟုတ်သီလနဲ့လည်းအပယ်ဖို့သည်မဟုတ်ဘာဝနာနဲ့လည်းအပယ်ဖို့သည်မဟုတ်ကိုဆွဲထားတဲ့အတ္တဒိဋ္ဌိတက္ကာယအစွဲကအပယ်လေးပါပို့လိုက်တော့တခါတခါမှများအတိတ်ကာလတုန်းကကံတွေရဲ့လောဘကံရဲ့ဒေါသကံရဲ့မောဟကံရဲ့မာနကံရဲ့ကာယကံရဲ့ဝစီကံရဲ့မနောကံရဲ့အဲ့ဒီကံတွေကအပယ်လေးပါကျသွားပြီဆိုရင်ဖြင့်တခါတခါမှများခံလိုက်ရမယ့်အကုသိုလ်ကံတွေဒီကံတွေကဖြီးစည်းလာလိမ့်မယ်အဲ့ဒီတော့တခါတခါမှများယုံနံသာမြင်အောင်ရှုကြဒီယုံနဲ့ဒီနံမှာဖြစ်တာပြက်တာမှမသိတဲ့ပုဂ္ဂိုလ်ကြပြီဆိုရင်ငါသိလို့ရှိရင်ဟဲ့ငါတော့အပယ်လေးပါးကိုမြေကြီးကိုရက်ဆင်းမှာပဲလို့သာတထိတ်ချမှတ်ကြတခါတခါမှများလူသေးလို့လူဖြစ်တယ်လို့ဟောတာမဟုတ်ဘူးအဲ့ဒီတော့ယုံနံမြင်တဲ့ပုဂ္ဂိုလ်ကြမှသာလျှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအတိတလုံးအမျက်ဆုံးလို့ဟောထားတယ်အဲ့ဒီတော့တခါတခါမှများဘယ်ဟာကိုသိကြမှာလဲမရှိတာကိုသိကြမလားရှိတာကိုသိကြမလားမရှိတာကိုသိတာကပညာရှိတာကိုသိနေတာကပရမတ်ယုံနံဖြစ်ပြအဲ့ဒီတော့အခုပုဂ္ဂိုလ်တွေကြတော့မရှိတာကိုအရှိထင်နေကြတယ်ရှိတာကိုကြတော့မသိကြဘူးရှိတာကတော့ယုံနံဖြစ်လိုက်ပြက်လိုက်ဖြစ်ပြက်တစ်ထပ်တည်းဖြစ်ပြီးတစ်ထပ်တည်းပြက်ပြီးတော့မျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တော့ရုပ်ကလေး9000နံကလေးတစ်သိန်းချုပ်ပြောက်ဖြစ်ပြက်နေတဲ့ယုံနံကိုတော့ဖြစ်တာပြက်တာတော့မသိဘူးအဲ့ဒီလိုယုံနံဖြစ်ပြက်သဘာဝမှမသိတဲ့ပုဂ္ဂိုလ်တွေပြီးကသုံးပုံနှုတ်ငုံဆောင်တာအောင်ဝါတော်တရားရှိပလေစေတေကန်ဤဆက်ဆက်ယုံနံဖြစ်ပြက်သဘာဝသစ္စာမှမသိလို့ရှိရင်ကဘာလာဇန်တရက်ကလေးကတင်္ဂါငါဆွဲနေတဲ့အတ္တဒိဋ္ဌိတက္ကာယအစွဲကြီးရှိနေရင်မြေကြီးနဲ့လက်ဝါးနဲ့ပုတ်လွဲရင်လွဲမဲ့တာအပယ်လေးပါးတိုက်ရိုက်ကြီးစင်းကြရတော့မယ်အဲ့ဒီတော့မတိကြတော့မကြောက်ကြဘူးမတိကြတော့ဘယ်ကြောက်ကြမလဲအဲ့ဒီတော့သီလရဲ့သမာဓိရဲ့ပညာရဲ့ဖြစ်ပြီဆိုလို့ရှိရင်ဖြင့်သိလိမ့်မယ်ပညာတွေမြင်လာပြီးစက္ခုံပွင့်လာပြီးဆိုရင်မြင်လာပြီးဆိုရင်သိကြလိမ့်မယ်မြင်ကြလိမ့်မယ်အခုတော့သီလလည်းမရှိသမာဓိလည်းမရှိပညာလည်းမရှိတော့ဘာတွေကိုရှိနေကြသလဲတဲ့လောဘရဲ့ဒေါသရဲ့မောဟရဲ့မာနရဲ့အဲ့ဓာတွေပဲရှိနေကြတော့အမိုင်းမောင်ကြီးကာဝယ်ပြီးတော့သီလလည်းမပြည့်စုံသမာဓိလည်းမတည်ပညာလည်းမဖြစ်တော့ကိုသွားရမယ့်လမ်းတွေကိုကိုမမြင်ကြရတော့မမြင်ရတော့မကြောက်ကြဘူးပေါ့မသိကြတော့ဘယ်ကြောက်ကြမလဲကျေးဇူးတော်ရှင်မူလပထမတဲငူဆရာတော်ဘုရားကြီးအရှင်ဥက္ကဋ္ဌ